Please help me. It's okay, little one. I'm here to help. မင်္ဂလာပါတာတာမီမီတို့ရေမမတူရောင်မဲနဲ့အတူပုံမီလေးတွေနားထောင်ရင်းအင်္ဂလိပ်စာလေ့လာကြရအောင် ဟိုးရှေးရှေးတုန်းကမင်းကလေးငယ်မာယာဟာတောအုပ်အဆက်မှာကစားနေရင်ခြုံပုတ်တစ်ခုထဲကတိုးတိုးလေးညင်းညူနေတဲ့ထူးဆန်းတဲ့အတန်ကိုကြားလိုက်ရပါတယ်။သူမခြုံပုတ်ကိုဖယ်ကြည့်လိုက်တဲ့အခါစူးပင်ဒီကြားမှာခြေထောက်ညှိပြီးဒဏ်ရာရနေတဲ့ဒိုင်နိုဆောသားပေါက်လေးကိုတွေ့လိုက်ရပါလေ။ဒိုင်နိုဆောလေးဟာကြောက်လန့်ပြီးမာယာကိုဟိမ့်ပြဖို့ကြိုးစားပေမဲ့မာယာကမကြောက်ပါနဲ့ငါမင်းကိုကူညီမှာပါလို့ချိုးသားစွာပြောလိုက်ပါတယ်။မာယာဟာသူမရဲ့သေးငယ်တဲ့ကကြီးလေးနဲ့ဒိုင်နိုဆောလေးကိုနာကျင်စေတဲ့စူးနယ်ပင်တွေကိုတဖင်ချင်းဂယုတစိုက်ဖြတ်တောက်ပေးလိုက်ပါတယ်။ဒိုင်နိုဆောလေးရဲ့ခြေထောက်မှာဒဏ်ရာရနေတာကိုတွေ့တော့မာယာကသူမရဲ့စံပင်စီးတဲ့ဖဲကြိုးလေးကိုဖြီးပြီးပတ်တီးအဖြစ်ညင်တာစွာစီးပေးလိုက်ပါတယ်။ဒိုင်နိုဆောလေးပိုက်စာနီမန်းတီတာကြောင့်မာယာကတောထဲကတတိချိုချိုလေးကိုခူးပြီးကျွေးလိုက်ပါတယ်။သူတို့နှစ်ယောက်ကြားကယုံကြည်မှုစတင်ခဲ့ပါပြီ။မာယာကဒိုင်နိုဆောလေးကိုပစ်လို့နာမည်ပေးလိုက်ပြီးသူမရဲ့အိမ်အနီးကလုံခြုံတဲ့မြက်ခင်းလေးစီခေါ်လာခဲ့ပါတယ်။မျက်နေခင်းနေမှာမာယာကပုံပင်းစာအုပ်တွေဖတ်ပြတဲ့အခါပစ်ကသူမရဲ့ရင်ခွင်ထဲမှာခေါင်းလေးမီပြီးငိမ့်ငိမ့်လေးနားထောင်လေးရှိပါတယ်။ဒိုင်ယာတက်တာလာတဲ့အခါပစ်ကမာယာကိုမျက်ခင်းပြင်မှာလိုက်တန်းဖေးတန်းကစားဖို့ဖိတ်ခေါ်ပြီးသူတို့နှစ်ယောက်ရဲမောပျော်ရွှင်နေကြပါတယ်။တညနေမှာတော့တောနတ်ထဲကနေတားရဲကြီးတစ်ကောင်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။ပစ်ကသူ့ရဲ့မိသားစုကိုတတိယပြီးတောအုပ်ဘက်ကိုလှမ်းကြည့်နေပါတယ်။ပစ်ရဲ့ခံရကလုံးဝပျောက်ကင်းသွားပါပြီ။မာယာကပစ်ကိုသူ့မိသားစုစီပြန်ပို့ရမယ်ဆိုတာနားလည်လိုက်ပါတယ်။မာယာကပစ်ကိုသူမပထမဆုံးတွေ့ခဲ့တဲ့တောအုပ်အဆက်ကိုပြန်ခေါ်လာခဲ့ပါတယ်။ပတ်ဝန်းကျင်ဟာအေးချမ်းပြီးငှက်တန်တွေနဲ့ပြည့်နှက်နေပါတယ်။မာယာကပစ်ရဲ့ခြေလောက်ကဖဲကြိုးလေးကိုဖြီးပြီးစွာတော့ပစ်မင်းရဲ့မိမိစောင့်နေလိမ့်မယ်လို့မျက်ရည်ဝဲရင်းနှုတ်ဆက်လိုက်ပါတယ်။ပစ်ကတောထဲကိုဝင်ခင်နောက်ဆုံးအကျင့်အဖြစ်လှမ်းကြည့်ပြီးမာယာရဲ့လက်ကိုသူ့နာခေါင်းလေးနဲ့တို့ကကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်။ပစ်တောထဲပျောက်ကွယ်သွားပေမဲ့မာယာဟာပျော်ရွှင်နေပါတယ်။သူတို့နှစ်ယောက်ကြားကလူနဲ့တရင်ဆိုင်ကြားကလှပတဲ့ချစ်ချင်းမေတ္တာတန်ရောစဉ်တစ်ခုထာဝရကြံရှိနေတော့မှာပါတယ်။